မင်္ဂလာဆောင်ခမ်းမလယ်မှာလူတယောက်ဟာရိုသမီလေးတယောက်ပြောရှင်နေတာကိုတစ်ချက်လက်ကြည့်လိုက်ရင်ပြင်မရတော့တဲ့နောင်တသို့မဟုတ်စကားတကွင်းကြောင့်မဝေးသင်ပဲဝေးရတော့မဲ့သူတို့နှစ်ဦးရဲ့ဇာတ်ကြောင်းကိုပြန်ပြောပြနေပါတယ်။ပြန်ပွဲတစ်ခုမှာကောင်လေးတယောက်ရေကူးနေပြီးပထမရသွားတဲ့သူကကောင်မလေးတယောက်ကိုဖက်လိုက်ပါတယ်။ထိုအကြောင်းအရာတွေကိုရှောင်းချဆိုတဲ့ရေကူးနီးပြတယောက်ကသူ့တပည့်တွေကိုသိုးသားလေးချင်းဖို့ပြောရင်းဆုံးမနေပါတယ်။ဆရာတွေနားနေခံတဲ့ရောက်တော့ရှောင်းချစီကိုရုံစစ်ဆိုတဲ့ကောင်မလေးတယောက်ရဲ့ဖိတ်ဆက်တစ်စောင်ရောက်နေပါတယ်။သူ့ရဲ့ငယ်ရွယ်မှုတွေအားလုံးကိုရုံစစ်လို့နာမည်ထိုးတာရင်လည်းအမားနိုင်ကြောင်းနဲ့သူ့ငယ်ဘွားအကြောင်းကိုတန်းတရင်ပြန်တွေးနေပါတယ်။တစ်ချိန်ကထက်တန်းကျောင်းထဲမှာရန်ဖြစ်ရတာကိုကြိုက်တဲ့ရှောင်းချီဟာထိုနေ့တစ်နေ့မှာရန်ဖြစ်နေရင်ရုံစစ်ဆိုတဲ့ကောင်မလေးတယောက်ကိုငေးကြည့်နေပါတယ်။ရန်ဖြစ်လို့ရုံခန်းထဲရောက်လာတဲ့ရှောင်းချီကိုအတန်းပန်ဆရာမကစူနေရင်လမ်းမှာတွေ့ခဲ့တဲ့ရုံစစ်ကလည်းကြောင်းပြောင်းလာလို့ရုံခန်းကိုသတင်းပေးဖို့ရောက်လာပါတယ်။ရှောင်းချီကလည်းရုံစစ်ကိုသွားနှုတ်ဆက်လိုက်ရင်ဝင်ရိုးပေမဲ့သူ့ပေါင်းပြီးပြင်းနေတာကိုပဲမြင်တဲ့ရုံစစ်ကိုရှက်ရှက်နဲ့ပဲနှုတ်ဆက်ခဲ့ရပါတယ်။နောက်ရက်တွေမှာအသေးပြောင်းလာတဲ့ရုံစစ်ကြောင့်ကျောင်းမှာအလားဆုံးအဖြစ်သတ်မှတ်ပြီးလာကြီးကြတဲ့သူတွေများနေပေမဲ့ရှောင်းချီကလည်းထိုလူတွေတဲကတဦးဖြစ်နေပါတယ်။ကျောင်းမှာမနာလို့စားနောက်တာခံနေရတဲ့ရုံစစ်ကိုရှောင်းချီကကူညီရင်သူတို့နှစ်ဦးရင်းနှီးလာပါတယ်။ကျောင်းပြေးလန်းတနေရာမှာရှာယူဆိုတဲ့ရေကူအသင်းခေါင်းဆောင်ကရုံစစ်ကိုလိုက်နှောက်ရှက်နေတာကိုသူမကိုထပ်မနှောက်ရှက်ဖို့ပြောရင်ရှောင်းရှိဘက်ကိုလှည့်ကဒီနေ့အားလားသူ့နှုတ်လိုက်ခဲ့လို့ပြောပါတယ်။ဒါပေမဲ့စာကြိုးသားတဲ့ရုံစစ်ကလူစိုးလေးရှောင်းချီကိုကျောင်းပြေးဖို့ကူညီပေးပါလို့ပြောရင်ကိုတရန်ဘိုကိုတက်ကရှောင်းချီအကူညီနဲ့ကျောင်းပြေးခဲ့ပြီးနှစ်ယောက်အတူအကင်ဆန်မှာဝင်စားနေကြပါတယ်။နောက်တစ်ရက်ကျောင်းလာတဲ့ရုံစစ်ကိုရှာယူတို့ကနှောက်ရှက်နေတာကိုရှောင်းချီတို့ကမြင်ပြီးပြဿနာတက်ပါတယ်။နေ့လယ်အကင်ဆန်မှာကင်စားနေရင်စာကြည့်နေတဲ့ရုံစစ်ကိုရှောင်းချီကသူ့နဲ့တွဲနေတယ်လို့ပြောရင်ရှာယူတို့ကနောက်ထပ်ထပ်မနှောက်ရှက်နိုင်တော့ဘူးလို့ပြောနေတဲ့အချိန်မှာရှာယူတို့လည်းရောက်လာခဲ့ပါတယ်။ရန်ဆလာတဲ့ရှာယူကိုရုံစစ်ကသူမနဲ့ရှောင်းချီနဲ့ကတွဲနေတာဖြစ်တယ်လို့ပြောရင်ရှောင်းချီပဲလက်ကရန်ဖြစ်တာကိုအယမ်းမုန်းလို့နောက်ထပ်ရန်မဖြစ်ဖို့ဂရီတောင်းရင်ဟန်ဆောင်တွဲဖြစ်သွားပါတယ်။နောက်တစ်ရက်ကျောင်းနေလည်စာစားချိန်မှာချစ်သူအဖြစ်ဟန်ဆောင်တွဲနေတဲ့ရုံစစ်အတွက်မုန်းယူလာတဲ့ရှောင်းချီကိုရှာယူတို့ကရန်ဆပါတယ်။ရန်ဆနေတဲ့ရှာယူကိုရှောင်းချီကသူ့ကိုနောက်ထပ်ရန်မစားဖို့နဲ့အဲ့ဆိုရေကူးပြန်မလားဆိုတဲ့ရှာယူရဲ့စကားကိုတော့ရှောင်းချီကလက်ခံလိုက်ပါတယ်။ပြန်ပွဲမှာအနိုင်ရရင်ရုံစစ်ကိုထပ်မနှောက်ရှက်ဖို့တောင်းဆိုတဲ့ရှောင်းချီကိုရှာယူကသူနိုင်ရင်ရုံစစ်ရဲ့ကျိုးနောက်မှာရှာယူကိုချစ်တယ်လို့စာတန်းပါတဲ့အင်ကြီးကိုဝဲရမယ်ပြောတဲ့စကားကိုတော့ရုံစစ်ကလက်ခံလိုက်ပါတယ်။အဲ့တော့ရှောင်းချီဟာဖတ်သက်ချစ်နေရတဲ့ရုံစစ်အတွက်ရေကူးတော့ကိုအပြင်းအထန်ပြန်လေ့ကျင့်နေတဲ့ရှောင်းချီကိုရုံစစ်ကလည်းအားစိတ်တစ်ခွက်ဖြစ်ခဲ့ပါတယ်။ကျောင်းပြေးလာတဲ့တရက်မိုးရထဲမှာသူတို့နှစ်ယောက်ဟာအကင်ဆန်ပိတ်ထားလို့ဆန်ရှိမှထန်စကားပြောရင်15နှစ်ကြာပြီးရင်ဘာလို့ကြမလဲလို့တောင်းတဲ့တယောက်မေးနေကြပါတယ်။စာကြိုးသားတဲ့ရုံစစ်ကတော့အကြီးဆွဲချင်ပြီးနောက်ကြရင်ဒီဇိုင်နာဖြစ်ချင်တယ်လို့ပြောပေမဲ့ဟောစိတ်ဝင်စားတဲ့ရှောင်းချီကတော့ရေရရအနာဂတ်မရှိပါဘူး။သူတို့ကျောင်းပြေးလာတာကိုမြင်သွားတဲ့ဆရာမကြောင့်သူတို့နှစ်ယောက်ဟာမိုးရီထဲမှာတယောက်ကိုတယောက်ပြေးမှရင်ပြေးခဲ့ကြပါတယ်။အင်ကြီးတွေရေဆိုသွားတဲ့အတွက်၆ခံဖို့ရုံစစ်ကိုရှောင်းချီကသူ့ရင်ခိုးလာပါတယ်။ရုံစစ်တယောက်စီရီချက်တွေကိုလိုက်ကြည့်ရင်စမ်းကြံမှုစကြဝဠာဆိုတဲ့အေဗန်ကိုကြည့်ရင်တယ်လို့ပြောပေမဲ့ရှောင်းချီကလည်းစိတ်ဝင်စားဖို့မကောင်းဘူးလို့ပြောရင်းလူပါတယ်။ဒါပေမဲ့အေဗန်ကလွတ်ကျသွားပြီးထဲကစမ်းကြံတဲ့စကားတွေကိုတွေ့သွားတဲ့ရုံစစ်တယောက်ရှောင်းချီကိုဒါတွေစိတ်ဝင်စားတာလားလို့မေးပေမဲ့ရှောင်းချီကတော့သူမကြည့်ချောင်းနဲ့တကယ်ချင်းကြမ်းဖက်ဟာတွေလို့ပြောပါတယ်။ရုံစစ်ကရှင်တို့ယောက်ျားလေးတွေစမ်းကြံကားတွေကိုဘယ်ချိန်ကစားကြည့်တာလဲဆိုတဲ့မေးခွန်းကိုတော့အသက်မေးတယ်လို့မထင်ပဲ17နာရီလောက်ဖြစ်မှာပို့လို့ရှက်ကိုရှက်ကန်းဖြေခဲ့ပါတယ်။ရုံစစ်ကိုအိမ်ပြန်ပို့တဲ့လမ်းမှာတော့ရှောင်းချီကို17နာရီအမီအိမ်မရောက်ဘဲနေမယ်မြန်မြန်နှင်းထားလို့စာနေပါတယ်။အိမ်နာလမ်းတနေရာအရောက်ရုံစစ်ကိုသူပြန်ပွဲမှာရှုံးရင်ဘယ်လိုလုပ်မလဲဆိုတဲ့မေးခွန်းကိုရုံစစ်ကမရှုံးနိုင်ဘူးလို့ဖြေတော့ရှောင်းချီတယောက်အဲ့လောက်တော့သူ့ကိုယုံလားဆိုတဲ့မေးခွန်းကိုတော့17နာရီထိုးပြီးလို့စာနောက်ခဲ့ပါတယ်။မနက်ပြန်ပွဲမှာရှောင်းချီဟာတိုးသားရှင်ပြန်ခဲ့ပေမဲ့တတိယနေရာကိုဒါရခဲ့ပြီးရှာယူကိုရှုံးသွားပါတယ်။ရှောင်းချီကိုလောင်ပြောင်နေတဲ့ရှာယူတို့နေရာကိုလည်းရုံစစ်ကရောက်လာရင်ရှောင်းချီကိုရေခဲချောင်းကျွေးကအပေးရင်းနဲ့နောက်ကျိုးကိုတော့စာတန်းကတ်ထားလိုက်ပါတယ်။အရာရင်းနှီးလာတဲ့သူတို့နှစ်ယောက်ဟာတဲတောင်ပြေမှာထိုင်နေရင်ရှောင်းချီရဲ့ပီကယ်ဘူပေါင်းမှုန့်နေတဲ့ပုံကိုရုံစစ်ကစွဲနေပါတယ်။အယောင်ချက်ပြီးရင်ပေးမယ်လို့ပြောရင်တရက်တာကိုပျော်ရွှင်ခဲ့ကြပါတယ်။အပြန်မှာကားတစ်စီးကိုတွေးတဲ့ရုံစစ်ကကြောက်လန့်ပြီးရှောင်းချီကိုကိုရင်ဖတ်ထားလိုက်ပေမဲ့ရှောင်းချီရဲ့နှလုံးသားထဲမှာတော့ထိုအရာကိုမှတ်တမ်းတင်ထားလိုက်ပါတယ်။နောက်ရက်တွေကျောင်းမှာမတွေ့ရတော့တဲ့ရုံစစ်နောက်ကိုတော့ရှောင်းချီကစန်တဝါဝါနဲ့လိုက်သွားရင်လူအုပ်ကြီးတွေရဲ့တီးတိုးပြောနေတဲ့အပန်းတွေကြောင့်ဝင်းကြီးတို့ရုံစစ်ဟာအရသမားဖတ်ရင်ကြောင့်အလို့ရှုံနေရပြီးရှက်စိတ်နဲ့ပဲရှောင်းချီကိုအိမ်ပြန်တို့လို့ပြောရင်တင်ငယ်စိတ်နဲ့အတူထန်ကုန်နေပါတယ်။ထိုရက်တွေမှာရုံစစ်ကိုမတွေ့ရတော့ပဲတညမှာတော့ရုံစစ်စီကနေဖုန်းခေါ်လာပြီးသူတို့သားမိဟာအရသမားဖခင်ကြောင့်အိမ်တွေခဏခဏပြောင်းခဲ့ပြီးမျက်ခြေဖြတ်နေရပေမဲ့သူမအဖေကလွယ်လွယ်နဲ့ရှာတွေ့ခဲ့ကြောင်းပြောခဲ့ပါတယ်။အခုဘယ်မှာလဲဆိုတဲ့ရှောင်းချီရဲ့မေးခွန်းကိုတော့နင်းနဲ့တွေ့ရတာအရန်ပြောခဲ့ပြီးကျေးဇူးတင်ပါတယ်လို့ပြောရင်ပုံချသွားပါတယ်။ရှောင်းချီလည်းမိုးရတဲ့ရုံစစ်အိမ်ကိုသွားကြည့်ပေမဲ့ရုံစစ်လည်းမရှိတော့ပါဘူး။ဒီလိုနဲ့သူ့ရဲ့မရေရတဲ့အချစ်ဇလန်းလေးဟာမသေးချာမရေရနဲ့ပဲတခန်းရက်ခဲ့ပါတယ်။နှင်းများစွာကြားတဲ့တော့ရှောင်းချီဟာဒင်းဆန်မှာပဲအချိန်တွေကုန်ခဲ့ပါတယ်။သူတငယ်ချင်းကျန်းဖတ်နဲ့ပြန်ဆုံလို့သူကစာပေအမှုပညာကျောင်းမှာတက်မှဖြစ်ကျောင်းနဲ့ကောင်မလေးတွေအများကြီးရှိတယ်လို့ပြောရင်ဓာတ်ပုံတွေကိုပြပါတယ်။ထိုထဲမှာရုံ
ရုံစစ်ရဲ့ပုံကိုတွေ့သွားတဲ့ရှောင်းချီဟာအရန်ပျော်သွားပြီးထက်တန်းကိုပြန်ဖြစ်ပြီးအမှုပညာတက္ကသိုလ်ကိုတက်မယ်လို့သူ့မိဘတွေကိုကြွေးကြော်ရင်းဂိမ်းဆက်တွေစီဒီချက်တွေနဲ့စမ်းကြက်ကားတွေပါမချမ်းလွန့်ပစ်ပြီးစာကိုအသေးလဲပြန်ကြိုးစားပါတော့တယ်တစ်ဖက်မှာလည်းသူဝါနာပါတဲ့ရေကူးတာကိုပြန်လေးကျနေပြီးတော့နောက်ဆုံးမှာစာမျိုးပွဲကိုပြန်ဖြစ်ပြီးသူတက်ချင်နေတဲ့တက္ကသိုလ်ကိုရောက်ခဲ့ပါတယ်ဒီနေ့မှာသူ့တငယ်ချင်းတွေနဲ့တောက်စားနေရင်အပြန်သူတွေ့ချင်နေတဲ့ရုံစစ်နဲ့ပြန်တွေ့ပါတယ်ရုံစစ်ကလည်းသူ့ကိုမြင်မြင်ချင်းပြန်မှတ်မိပြီးပြေးဖက်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒါဟာသူ့စိတ်ကူးဖြစ်နေပြီးရုံစစ်ကတော့သူ့ကိုမမှတ်မိပဲကြော်သွားပါတယ်ရှောင်းချီကလှမ်းဟိုလိုက်မှတာမှတ်မိပြီးတော့သူမရဲ့စာသင်ခန်းကိုခေါ်သွားပါတယ်ရုံစစ်ကဘွဲရပြီးရင်မီလန်ကိုသွားချင်ပြီးတော့သူမရဲ့အိမ်မက်တွေကိုအကောင့်ထဲပုံနေတယ်လို့လည်းပြောပါတယ်ထိုညနေခင်းအမျိုးသမီးဌာနမှာစရင်သွင်းနေတဲ့ရှောင်းချီကိုရုံစစ်ကသူမနဲ့နီးစပ်ဖို့မကြိုးစားဖို့နဲ့သူမမှာရေးသားရှိနေပြီလို့ပြောပါတယ်နောက်တစ်ရက်မိုးရေတဲ့အားကစားလေ့ကျင့်နေတဲ့ရှောင်းချီတို့တငယ်ချင်း၄ယောက်မှာတယောက်ကရုံစစ်ရဲ့ရေးသားဟာကျောင်းသားသမဂ္ဂဥက္ကဋ္ဌဘလုံးအသိကောင်းဆောင်ချန်ဟောက်ဟာဖြစ်ပြီးတယောက်ကတော့ကျောင်းမှာမင်္ဂလိအများကြီးရှိတာမို့တခြားတယောက်အသိရှာဖို့တိုက်တွန်းပါတယ်ချန်တယောက်ကတော့သူမမှာရေးသားမရှိရင်ပြန်ဘက်တွေအများကြီးရှိတယ်လို့ဖြစ်နေပြီးသူမမှာရေးသားရှိနေတော့သူ့မှာပြန်ဘက်တယောက်တည်းရှိကြောင်းပြောတဲ့အခါရှောင်းချီလည်းအားတက်သွားပါတယ်နောက်တစ်ရက်ကျောင်းချစ်ချစ်ရေးဘလုံးပွဲမှာကနေတဲ့ရှောင်းချီဟာသူကတာဘလို့နေလဲလို့ရုံစစ်ကိုမေးတဲ့အခါမစိုးပါဘူးလို့ဖြေပါတယ်ခဏကြာရုံစစ်ရဲ့ရေးစားချန်ဟောက်လဲကစားကွင်းနဲ့ရောက်လာပြီးစတင်ကစားပါတယ်ဘလုံးပွဲပြီးကြည်နူးနေတဲ့ရုံစစ်တို့အတွဲကိုကြည့်နေတဲ့ရှောင်းချီကိုတငယ်ချင်းကနှစ်သိမ့်ပါတယ်နောက်တစ်ရက်ရှောင်းချီနဲ့ရုံစစ်စကားပြောနေတဲ့အချိန်မင်္ဂလိတယောက်ကိုလူလိန်လို့ပြောရင်အိတ်လူနေတဲ့အမျိုးသားကိုရှောင်းချီနဲ့ရုံစစ်ကပညာဝင်ပေးရင်းကူညီခဲ့ပါတယ်ညနေရောက်တဲ့အခါတငယ်ချင်းတွေရဲ့အွန်လိုင်းကဝယ်လာတဲ့ဇကားကိုခိုးကြည့်နေရင်ရှောင်းချီကိုရဲတယောက်ကလာခေါ်သွားပါတယ်အဲ့ကားပေါ်မှာတော့ရုံစစ်ကိုလည်းခိုးလာတာကြောင့်သူ့တငယ်ချင်းတွေလည်းအခွေရအဖုံးမှာရုံစစ်ရဲ့လက်မှတ်ကိုလမ်းကြုံယူလာတာကိုသတိရသွားပါတယ်စကားရောက်တဲ့အခါရှောင်းချီကို17နာရီထိတောင်မစောင့်နိုင်တော့ဘူးလားလို့ရုံစစ်ကစူနေတဲ့အချိန်မှာရဲတွေကတော့သူတို့ကူညီခဲ့တဲ့ကောင်မလေးရဲ့ဗီဒီယိုကို CCTV နဲ့ပြန်ကြည့်နေပါတယ်ရှောင်းချီကအခွေကိစ္စမှာရုံစစ်မပါလို့လွတ်ပေးတင်ကြောင်းနဲ့သူ့ဘာသာအွန်လိုင်းကနေဝယ်မိကြောင်းပြောတော့ရုံစစ်ကလည်းရိုက်ပါတော့တယ်နောက်မှာကိစ္စအလုံးစုံကိုနားလည်သွားတဲ့သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်ကြည့်ရင်ရဲနေကြပါတယ်အဲ့တော့ချန်ဟောင်းနဲ့ဘလို့လို့စတွဲဖြစ်ကြောင်းမေးတဲ့အခါရုံစစ်ကလည်းအတိတ်ကိုပြန်စဉ်းစားရင်ပြောပြပါတယ်တရက်သောနေ့တစ်နေ့မှာစာရွက်စာတမ်းတွေလွတ်ကျသွားတဲ့ရုံစစ်ကိုချန်ဟောက်ကကူညီရင်ဖေးမစကားပြောဝဲရာကနေသူမအတွက်စိတ်လုံခြုံမှုပေးနိုင်ကြောင်းနဲ့ရှောင်းချီကိုတို့သူမရဲ့အကောင်းဆုံးတငယ်ချင်းဖြစ်ပေနိုင်မလားဆိုတဲ့မေးခွန်းကိုတော့တိတ်ဆိတ်နေခဲ့ပါတယ်နောက်တည့်ရက်ရေကူးပို့တိုလာတဲ့ရှောင်းချီကိုနီးပြကစူးစမ်းဖို့နဲ့ဒီနေ့အသိရောက်ဖို့ထောက်ခံပေးမယ်လို့ပြောပါတယ်ညဘက်အိမ်ပြန်မှာမိဘွန့်ကူကနေဖုန်းခေါ်လိုက်ပြီးရုံစစ်ကိုဒီနေ့ဟာသူမရဲ့မွေးနေ့မို့လို့ဘယ်မှမသွားဖြစ်ဘူးလားလို့မေးတဲ့အခါသူမနေမကောင်းဖြစ်နေကြောင်းနဲ့အစကသူမချစ်သူနဲ့မျိုးတဲ့မီရှူမီပန်းကြည့်မှဖြစ်ကြောင်းနဲ့အခုတော့မသွားဖြစ်ဘူးလို့ပြောပါတယ်ခဏအကြာဇဝဲကုံကိုလှည့်နေတဲ့ရုံစစ်ကအပြင်ဘက်ကမီရှူမီပန်းအတန်တွေကြောင့်ထွက်ကြည့်တဲ့အခါရမ်းလာတဲ့မီပန်းလေးတွေကိုလူတွေလည်းဝမ်းအောင်ပြီးကြည်လာပါတယ်တကယ်တော့ဒါဟာရုံစစ်အတွက်ရှောင်းချီရဲ့မွေးနေ့လက်ဆောင်ဖြစ်ပြီးထိုညမှာဇုံတွဲတွေဟာအသီးသီးဖွင့်ပြောကြရင်ရှောင်းချီကတော့သူချစ်ရတဲ့ရုံစစ်ကိုတစ်ချက်မိုးကြည့်လိုက်ကတို့ချင်းစရာမွေးနေ့ဖြစ်ပါစေလို့ဆုတောင်းပေးရင်ဒီလိုညာလေးတွေတစ်သက်လုံးအမတ်ရနေဖို့နဲ့တဘဝလုံးဒီညလိုအလင်းရောင်လေးနဲ့တောက်ပနံဖို့ကိုသူမရှိတော့ရင်တော့ပျော်ရွှင်နေဖို့ဆုတောင်းပေးရင်လှည့်ပြန်ခဲ့ပါတယ်နောက်တစ်နေ့မနက်စာကြည့်တိုက်တဲ့အိပ်ပျော်နေတဲ့ရှောင်းချီဟာချန်ဟောင်းနဲ့ကောင်မလေးတယောက်ဒီနွေရာသီကျောင်းမရက်မှာစမ်းရကိုအတူတူသွားဖို့ပြောနေတာကိုကြားခဲ့ပါတယ်နောက်တစ်ရက်ဘိုးလုံးကန်နေတဲ့အချိန်တမင်သက်သက်အရှုံးပေးကစားနေတဲ့ချန်ဟောင်းဟာရုံစစ်စီကိုကစားချိန်ခဏနားနေတဲ့အချိန်ရောက်လာချိန်မှာရုံစစ်တငယ်ချင်းကဒီဘွဲနဲ့ရင်ရုံစစ်နဲ့နှစ်ယောက်အတူစမ်းရကိုသွားမယ်အကြောင်းဂရီပေးထားတယ်မို့လားလို့အားမလို့အားမရပြောပါတယ်ဒါကိုကြားသွားတဲ့ရှောင်းချီဟာအခြေအနေတွေအားလုံးကိုသဘောပေါက်သွားပြီးရုံစစ်ကိုလက်ဆွဲခေါ်ကချန်ဟောင်းဟာလေနံနှစ်ဖက်နင်းနေကြောင်းနဲ့တခြားတစ်ယောက်ကိုလည်းစမ်းရကိုခေါ်သွားမယ်လို့ပြောထားလို့ဒီဘွဲကိုနိုင်အောင်မကန်ဘူးလို့အခမ်းမှာပြောတဲ့အခါရုံစစ်ကမယုံတာကြောင့်တသက်ပြမယ်လို့ပြောပါတယ်ခဏကြာဘလုံးအသင်းထဲဝန်ကန်ချင်နေတဲ့ရှောင်းချီဟာမျိုးသမီးအသင်းထဲဝန်ထားတဲ့သူဖြစ်နေလို့ကံမယာကြောင့်ဝမ်းပြောကြတဲ့အခါချန်ဟောက်ကခွင့်ပြုပေးလိုက်ပါတယ်ကစားပွဲမှာပင်နယ်တီရပြီမဲ့ရုံစစ်နဲ့ခီးမသွားခြင်းနဲ့ချန်ဟောက်ကတမင်သက်သက်လွှဲကံမှန်တီးလာတဲ့ရှောင်းချီတယောက်သူ့ဘာသာစူးစမ်းရင်းနန်ကိုကိုရိုက်လိုက်တဲ့အခါအားလုံးပျော်သွားပါတယ်ချစ်ရသူကိုပျော်ရွှင်ဖို့သာလုပ်ခဲ့ပေမဲ့နောက်ဆုံးမှာသူရလိုက်တာကချစ်ရတဲ့သူစီကမယုံကြည်မှုတွေကြောင့်ရဖြစ်တာကိုမကြိုက်တဲ့ရုံစစ်တွေသူမရဲ့ချစ်သူကိုအပီးပြင်ထိုးကသူမကိုလည်းတစ်ချက်မှလှည့်မကြည့်ပဲထွက်လာခဲ့ရင်တူရထားလေးဟာလည်းဒုတိယကျင်းလွဲနေစေဖြစ်ပါတယ်နောက်ထပ်နှစ်တွေအကြာမှာရှောင်းချီဟာရေကူးအသင်းပြည်နယ်အဆင့်တဲဝင်ခဲ့ပေမဲ့ရုံစစ်ရဲ့သတင်းကိုတော့လုံးဝမကြားရတော့ပါဘူးသူတငယ်ချင်းတွေကလည်းယာထုတနေရာစီရောက်နေပြီးတငယ်ချင်းကြက်ဖန့်ရဲ့ဘားမှာရှောင်းချီဟာကောင်မလေးနဲ့အတူထိုင်နေကြပြီးကောင်မလေးထထွက်သွားတဲ့အချိန်မှာရှောင်းချီကိုတငယ်ချင်းတွေကဝမ်းစားကြပါတယ်ဒီတစ်ခါမှာတော့ရှောင်းချီဟာအငြင်းသားမယူခင်နိုင်ငံချန်ပီယံဖြစ်ချင်နေပါတယ်တရက်ရေကူးပြန်လာတဲ့သူ့ကိုလက်ကမ်းစာဆောင်ဝင်နေတဲ့သူကသူတို့စီမှာရေကူးနီးပြကောင်းရှိလို့လာတ
တက်ဖို့ပြောတာကိုတော့ပြည်နယ်အဆင့်ဝင်ထားတဲ့သူကရေကူးကန်ကျင်းလို့ခေါင်းမူတတ်တယ်လို့ဖြေခဲ့ပါတယ်တငယ်ချင်းတွေနဲ့အိမ်ပြန်လမ်းခွဲပြီးနောက်ရှောင်းချီကရုံစစ်ကိုကောင်လေးတယောက်နဲ့တွေ့လို့နောက်ကလိုက်ကြည့်တဲ့အခါရကူရေးရိုက်နေတာဖြစ်ပြီးရုံစစ်လည်းသူ့ကိုမြင်ပြီးအံ့ဩသွားပါတယ်ထို့တော့အတူတူစကားပြောကြရင်ဝူချက်အလိုက်ကအဲ့ချိန်အတန်မစစ်ဝင်လာလို့နားထောင်တဲ့ရှောင်းချီကိုရုံစစ်ကကောင်မလေးလာလို့မေးတော့တွဲနေတာနှုတ်ဝက်ရှိပြီဖြစ်ကြောင်းနဲ့သူမကိုရိုးလို့မေးတဲ့အခါသူမဟာအခုထိကောင်လေးထပ်မရှိကြောင်းနဲ့သူမအဖေလည်းနေမကောင်းလို့အီတလီကနေပြန်လာရကြောင်းအခုတော့အဆင်ပြေနေပါတယ်လို့ဖြေပါတယ်အဲ့တော့မနှက်ဖြန်ရကူရေးရှိတယ်လို့ပြောတဲ့ရုံစစ်ကိုရှောင်းချီကကျန်းဖက်ရဲ့ကားနဲ့လိုက်ဖို့ပေးမယ်လို့ပြောပါတယ်နောက်တည့်ရိုက်ကူရေးမှာအဆင်မပြေလို့အထက်ထက်ပြန်ရနေရပြီးပြင်မနေတဲ့ရုံစစ်ကိုရှောင်းချီကအိမ်ပြန်ပို့ပေးခဲ့ပြီးသူမကိုငငယ်ကအိမ်မက်ဖြစ်တဲ့ဖက်ရှင်ဒီဇိုင်နာအလုပ်ကိုဆက်လုပ်တင်ကြောင်းပြောပြီးအလုပ်ဖန်တွေကိုပေးပါတယ်အိမ်ရောက်လာတဲ့ရုံစစ်လည်းအရင်ကသူမဆွဲခဲ့တဲ့ပကြီးလေးတွေကိုပြန်ကြည့်ရင်းနဲ့ရှောင်းချီရဲ့ပုံအရောက်မှာအနှဲငယ်ပြုံးမိပါတယ်နောက်တည့်ရိုက်ကူရေးသွားတဲ့ရုံစစ်ကိုရှောင်းချီကလိုက်ပို့ပေးပေမဲ့ရိုက်ကူရေးမှာတခြားမင်းသမီးကိုအစားထိုးလိုက်ကြောင်းသိလိုက်တဲ့ရုံစစ်ဟာစိတ်ပြတ်သွားပါတယ်စိတ်ညစ်နေတဲ့ရုံစစ်ကိုရှောင်းချီကတနေရာကိုခေါ်သွားပြီးသူတို့ငငယ်တုန်းကကြောင်းလစ်ပြေးခဲ့တယ်လို့မျိုးမိပြတိုက်ကိုခိုးဝင်ခဲ့ကြပြီးသူတို့နှစ်ယောက်ဟာပျော်ရွှင်စွာကစားရင်းတနေရာရောက်ခန်းစားချက်တွေပိုလာတဲ့ရှောင်းချီကိုရုံစစ်ကရှောင်းထွက်ခဲ့ပြီးနောက်အိမ်ပြန်လမ်းမှာတော့နှစ်ယောက်သားအနေရခက်စွာနဲ့ပြန်လာခဲ့ကြပါတယ်နောက်တည့်ရက်ရှောင်းချီဟာရုံစစ်ကိုအတန်မစစ်ဖို့ကစနေနေ့မှာပြန်ပွဲရှိလို့သူမအတွက်လက်မှတ်ဝယ်ပေးထားကြောင်းနဲ့သူ့အတွက်ပြန်ပွဲဟာအရေးကြီးကြောင်းပြောခဲ့ပါတယ်ထိုပြန်ပွဲစနေနေ့မှာလေပြင်းတွေတက်ကမိုးသက်ထန်စွာရွာနေလို့ပြန်ပွဲလာကြည့်တဲ့သူတွေကားတွေပိတ်မိပြီးရင်ကျိုးတွေပိတ်နေကြောင်းသတင်းကြေညာနေတာကိုကြားနေရတဲ့ရှောင်းချီဟာလည်းရုံစစ်စီကနေမကြမီပြန်ပွဲကိုရောက်မှမို့စိတ်မပူဖို့ပြောနေတာကိုလေးကန်စွာနားထောင်ရင်းပြန်ပွဲဝင်တော့မဲ့သူဟာရုံစစ်ကိုစိတ်ပူလာလို့ဆက်လက်မပြန်တော့ပဲရုံစစ်ရှိရာစီကိုပြေးသွားခဲ့ပါတယ်လက်တနေရာမှာရုံစစ်နဲ့တွေ့ပြီးနောက်လက်ရှိရေးသားကိုလည်းလမ်းခွဲပြီးလို့သူနဲ့အတူတူတသက်လုံးနေနေမလားဆိုတဲ့မိဝင်းကိုတော့ဘာမှပြန်မဖြစ်ပဲပြန်ပွဲကိုပြန်သွားကြရအောင်လို့ပြောပါတယ်ထို့အချိန်ရုံစစ်ကိုလေတိုက်လို့စမ်းဖို့ပြုတ်ရလာတာကိုမြင်တဲ့ရှောင်းချီဟာလည်းဂျောင်းဝင်ခံပေးလိုက်ပါတယ်နောက်မနေ့စီးကမ်းမှာရောက်နေတဲ့ရှောင်းချီကိုရုံစစ်ဟာပြုစုပေးနေပြီးဒူးတန်းရကြောင်းချန်ပီယံမဖြစ်နိုင်ပေမဲ့လည်းအငင်းသားယူပြီးနိပြလုပ်မယ်လို့ပြောတဲ့ရှောင်းချီကိုရုံစစ်ဟာနမ်းလိုက်ပါတယ်နောက်တည့်ရက်အတူတူနေဖို့အိမ်ပြောင်းနေကြတဲ့သူတို့ဟာအလွန်ပျော်ရွှင်နေကြပြီးနှစ်ယောက်တဘောကဖြစ်လာကရုံစစ်ဟာလည်းဖက်ရှင်ဒီဇိုင်နာအလုပ်လုပ်ပြီးရှောင်းချီကတော့ရေကူးသင်တန်းတစ်ခုမှာဓာရီနိပြလုပ်နေပါတယ်ပျော်ရွှင်မှုတွေကိုဝေမျှနေကြတဲ့သူတို့နှစ်ယောက်ဟာတနေ့အိမ်ပြန်လန်းတနေရာမှာမင်္ဂလာဝတ်စုံတစ်စုံကိုတွေးလာတဲ့ရုံစစ်ကိုဝတ်စုံကိုသဘောကျရင်နောက်ကျဝယ်နေအောင်ကြိုးစားမယ်လို့ပြောတဲ့အချိန်သူမရဲ့အလုပ်က bonus နဲ့ဝယ်လာတဲ့ဆွတ်ဘူးလေးပေးလာတဲ့ရုံစစ်ဟာတယောက်တကွန်းစီဆွပြီးနောက်ဒီနေ့ကစပြီးနောက်ရက်တွေမှာလည်းတယောက်လက်ကိုတယောက်အတူကန်ကနေကျင်သွားပြီးပျော်ရွှင်မှုတွေဝမ်းနည်းမှုတွေကိုအတူတူမျှဝေကြရအောင်လို့ပြောတဲ့အခါနောက်ကျရင်သူဟာလက်ထက်ကျတဲ့နေ့ကျရင်လက်ထက်လက်ဆွတ်ကိုစင်အကြီးကြီးပေးမယ်လို့ဂတိပြန်ပေးခဲ့ပါတယ်နောက်တည့်ရက်စေးကမ်းမှာဒဏ်ရာပြနေတဲ့ရှောင်းချီကိုဆရာဝန်ကဒဏ်ရာဟာအလွန်ပြင်းထန်လို့ပြန်ကောင်းဖို့အလွန်ကြာမဲ့ဖြစ်ကြောင်းနဲ့ခွဲစိတ်ရင်လည်းအကျိုးမရှိနိုင်ဘူးလို့ပြောတဲ့အခါနှစ်ယောက်သားလေးကန်စွာပြန်လာကြပါတယ်နောက်ရက်မှာတော့ရှောင်းချီဟာသူ့ကျင်မှာလာကစားဖို့လက်ကစားဆောင်ဝေပြီးအပြန်အိမ်မှာရေပိုက်ပြင်းနေပါတယ်ထို့အချိန်ဖုံးသံပြီလို့ကြီးလိုက်ကအိမ်လိုက်ကကိုရုံစစ်ကပေးလိုက်မှန်တီးလိုက်တဲ့ရှောင်းချီတယောက်သူ့ကိုယ်သူအသုံးမကျသူလို့ခံစားလာရပြီးပောက်ကွဲလို့ရုံစစ်ကအချုံမို့ရပါတယ်နောက်တည့်ရှောင်းချီအတွက်အင်ဂျီဝယ်ပေးတဲ့ရုံစစ်ဟာသူမကိုကုမ္ပဏီကမီလန်မှာ2နှစ်ပညာတော်သင်သွားဖို့အခွင့်အရေးပေးတယ်လို့ပြောတဲ့အခါသူသာဆိုရင်လည်းငိုကလေးကအီတလီမှာပညာသင်ကြားနေမှလို့မသက်သာစွာပြန်ပြောပါတယ်ထို့ညတငယ်ချင်းတွေနဲ့တွေ့တဲ့ရှောင်းချီကိုတငယ်ချင်းတွေကလက်မထပ်သေးဘူးလားလို့မေးတော့အရာရာကိုဘဲကန်လိုက်ပြီးစိတ်မကြည်ပဲအကန်တွေပဲပြန်ပြောနေတဲ့ရှောင်းချီကိုရုံစစ်ဟာပါထုတ်လာရပါတယ်ခေါမိုးထက်ရောက်တော့သူမကြောင့်ရေကူးလို့မရတော့တဲ့ရှောင်းချီကိုတောင်းပန်တဲ့အခါအရာရာဟာသူအသုံးမကျတာပါလို့ပြောလာတဲ့ရှောင်းချီကိုသူမနဲ့လက်ထက်ရအောင်လို့ပြောတဲ့အခါလက်ထက်ပွဲအတွက်တောင်မလုပ်ပေးနိုင်တဲ့သူ့အချင်းတွေအတွက်အင်ပြန်ပြီးအလုံးလျှောက်လာထက်တင်ရအောင်မယ်လို့ပြောပါတယ်နောက်ရက်မှာရုံစစ်ဖေဆုံးလို့နာရေးမေးလာကြတဲ့တငယ်ချင်းတွေကိုသူမူးလို့မှားသွားကြောင်းတောင်းပန်တဲ့အခါပြေလည်ခဲ့ပါတယ်ခုညမှာတငယ်ချင်းကျန်းဖက်နဲ့ရင်ဖွင့်နေတဲ့ရှောင်းချီတယောက်သူ့ရဲ့ခြေတလန်းအမကြောင့်ရေကူးချန်ပီယံဆိုတဲ့အရာကိုလည်းဆွတ်လွတ်ခဲ့ရကြောင်းနဲ့ရုံစစ်နဲ့မတွေ့ခဲ့ရင်လက်မှာဒဏ်ရာမရနိုင်ကြောင်းနဲ့ထိုအရာအတွက်ခုနောင်ရမရပေမဲ့နောက်တစ်ချိန်မှာနောင်ရရမှာစိုးမိတယ်လို့ပြောတဲ့စကားကိုတော့ရုံစစ်လည်းကြားသွားပါတယ်သူမယုံကြည်ရတဲ့သူမရဲ့စိတ်ထဲမှာတော့လုံခြုံမှုပေးနိုင်မယ်ထင်ခဲ့တဲ့ရှောင်းချီကိုတခါမှတန်တရားမဝင်ခဲ့ဘူးလို့သူမနဲ့တွေ့ရလို့နောင်ရရတဲ့ဆိုတဲ့စကားကိုကြားတော့အရာရာဟာသူမအမားတွေပါလို့ပြောပြီးထွက်လာကအဖေစာပနာမှာအာကိုမဲ့စွာအားရအောင်ငိုချလိုက်ပါတယ်နောက်တည့်ရက်ငေးမှန်စွာထန်နေတဲ့ရုံစစ်စီကိုရှောင်းချီရောက်လာပြီးသူမသွားကြောင်းနဲ့ဆရာတက်တင်လျှောက်ဖို့နဲ့နောက်တစ်ချိန်မှာအာကစားဆရာဖြစ်အောင်လုပ်မယ်လို့ပြောတဲ့အခါသူမဟာမီလန်ကိုသွားဖို့ဆုံးဖြတ်လိုက်ပြီးနောက်တစ်ပတ်သွားရမယ်ဆိုတော့အားပေးနေတဲ့ရှောင်းချီဟာသူမလက်မှာလက်စွပ်မတွေးတော့လို့မျက်ရည်ဝဲလာပါတယ်သူမအတွက်ဘာမဆိုလုပ်ပေးပါမယ်ပြောပေမဲ့သူမကြောင့်ခုလိုဒဏ်ရာရကချန်ပီယံမဖြစ်နိုင်တော့တဲ့ရှောင်းချီအတွက်သူမဟာကိုအပြစ်တင်မိကြောင်းနဲ့နက်ချစ်ဆန်ရင်တော့
မျက်နှာပူရလို့နောင်တဆိုတဲ့အရာဟာလည်းနောက်တစ်ချိန်မှာဖြစ်လာမှာစိုးရိမ်မိပြီးနှစ်ယောက်လုံးဟာလည်းလုံလောက်အောင်မတန်မာလို့အသက်လုံးအတူတူနေခြင်းပေမဲ့မဖြစ်နိုင်တော့ဘူးလို့ပြောကလက်ကိုယုံပြီးအင်တာဗျူးအတွက်စ조사ဖို့နဲ့နောက်ထပ်မှာလည်းဥပအတွက်ပဲကိုရှင်တန်ဖို့မှာကထွက်သွားပါတယ်နောက်ရက်တွေလမ်းဘေးမှာလက်ကမ်းစာဆောင်ဝင်နေတဲ့ရှောင်းချီယာပြဿနာမျိုးမျိုးကြုံခဲ့ရပြီးအနားမှာလည်းစိုးတူကောင်းဘက်ကောင်မလေးလည်းမရှိတော့တာမို့အငယ်စွာတယောက်တည်းရှိနေကဘယ်တော့မှမပန်းဆန်တော့ဘူးဆိုတဲ့ကောင်မလေးကိုပန်းဆန်ခဲ့ပေမဲ့ဆုံးရှုံးရမှနာကျင်ခြင်းကိုပုံမနားလည်လာပါတယ်တဖြည်းဖြည်းဘဝဟာအနာများစွာနဲ့အသားကျလာကအခုဆိုရင်ရေကူးနီးပြဖြစ်နေပြီဖြစ်တဲ့ရှောင်းရှိစီကိုရောက်လာတဲ့ဖိစာလေးမှာရုံစစ်ရဲ့မင်္ဂလာဆောင်ကိုရေးထားပါတယ်ညဘက်တငယ်ချင်းတွေနဲ့အတူရေလဲကောင်ဖုံပေါ်မှာရှိနေတဲ့ရှောင်းချီယာမင်္ဂလာဆောင်ကိုမသွားဘူးလို့ကြွေးကြော်ထားပြီးတချိန်ကအမတ်တရတွေနဲ့ရှိခဲ့တဲ့လက်စွပ်ဘူးလေးကိုထုတ်ကြည့်ရင်စာလေးတစ်စောင်တွေးတော့ငါလိုပဲမင်းကိုချစ်တဲ့သူတယောက်ကိုတန်ဖိုးထားပါဆိုတဲ့စာလေးကိုမြင်တော့ငုံမိပါတယ်တငယ်ချင်းတွေကိုနှုတ်ကမင်္ဂလာဆောင်သွားဖို့ကိုရုံရွဆန်ခဲ့ပြင်ရင်လေခုံမရတဲ့နေရာကနေဒီတဲ့ကိုခုံချကကုန်းတရန်လေးတရန်နဲ့ဟိုတယ်ကိုရောက်ခဲ့ပါတယ်ဘေးနားမှာစိုးတူကောင်းဘက်တငယ်ချင်းတွေနဲ့ဝင်လာကတငယ်ချင်းတွေအကူအညီနဲ့ဘေးနားကလူတွေကိုအကုန်ပထုတ်လိုက်ပြီးနောက်ရုံစစ်ရှိရစီကိုတကိုယ်တည်းရောက်လာပါတယ်တော်သမီးဝတ်စုံနဲ့အရန်လာတွေနဲ့ရုံစစ်ရှေနာကိုထန်ကမင်းကိုချစ်ရတာကလေးဘွားကနေရင်ကျက်တဲ့အရွယ်အထိအကောင်းဆုံးစုလဲပဲမို့စတ်တွေကလေးကနေနီးစပ်ဖို့လုပ်ခဲ့တဲ့ကိစ္စတွေကဝေးလာကြကနောက်ဆုံးနီးစပ်ပြီးထင်ရတဲ့အချိန်မှာပဲဖြတ်စည်းမိခဲ့လို့အခုထက်ပိုပြီးရင်ကျက်မှုတွေနဲ့စိုးတွေ့ခဲ့ရင်သို့မဟုတ်ငရံမှုတွေအားလုံးကိုသာရုံစစ်စီကိုသာပေးခဲ့ရင်အခုထက်ပိုပြီးပိုလာတဲ့ရုံစစ်ကိုမြင်နိုင်ပေမဲ့အခုရုံစစ်ဟာလည်းသူချစ်ခဲ့ရတဲ့15နှစ်တာကာလမှထက်ပိုလာပါနေပြီးအပြုံးတွေကပိုအသက်ဝင်လာလို့ပျော်ပျော်ရွှင်ရွှင်နေသွားဖို့နဲ့လမ်းခွဲခဲ့တာကိုတေချာမနှုတ်ဆက်နိုင်ခဲ့လို့ပြန်နှုတ်ဆက်ကချစ်ခဲ့ရတာကိုနောင်တမရခဲ့ဘူးလို့ဆိုပြီးမျက်ရည်တွေနဲ့တယောက်ကိုတယောက်နှုတ်ဆက်ခဲ့ပါတယ်ရုံစစ်ဟာလည်းဒီကမ္ဘာပေါ်မှာအချစ်တွေအများကြီးရှိခဲ့ပေမဲ့ဒီလိုမျိုးအချစ်စစ်ကတော့မရှိနိုင်တော့ဘူးလို့ဆိုပါတယ်နှလုံးသားနဲ့ချစ်ခဲ့ကြလို့အဆုံးမှာဘာပဲဖြစ်ခဲ့ဒီ15နှစ်ကာလချစ်ချင်းတွေအတွက်ကျေးဇူးတင်ခဲ့ပါတယ်တိတ်ကမှညံတွေနဲ့အတူချစ်ရတဲ့ရုံစစ်ရဲ့မင်္ဂလာဆောင်မှာအရန်ပျော်ရွှင်နေတဲ့သူမကိုကြည့်ကဘဝအသစ်မှာပျော်ရွှင်သွားနေဖို့နဲ့ပျော်ရွှင်မှုစီရှောက်လန်းနေတဲ့ရုံစစ်စီကိုတစ်ချက်လက်ကြည့်ကအတိတ်ကသူမရေးချယ်ခဲ့တဲ့ပကြီးပုံလေးကိုဝစ်ဆင်ထားတဲ့ရှောင်းချီကားတို့နောင်တမရှိတော့တာလားသူမအတွက်စိတ်အေးသွားတာလားဆိုတဲ့ခံစားချက်တွေနဲ့ပဲမင်္ဂလာပွဲကနေထွက်လာခဲ့ပါတယ်ကျွန်တော်တို့ဟာမဆန်ခင်တော့အရာတွေကိုအယူမူပန်းဆန်းခြင်းပေမဲ့တကယ်ပန်းဆန်းတဲ့အခါထိုအရာအတွက်ကိုထိုက်တန်ရလားတကယ်လို့မပန်းဆန်းခဲ့ရင်ရောဒီအရာအတွက်အခုချိန်မှာဝင်တော့ဝင်ဖို့ဖြစ်နေပါသလားဆိုတဲ့မေးခွန်းတွေအတွေးတွေရှိနေကြတာမို့ပန်းဆန်းခဲ့ကြရင်ထိုအရာလေးကိုတန်ဖိုးထားကြကဘလို့အခြေအနေမျိုးတွေမှာပဲဖြစ်ဖြစ်မလွှတ်ချဖို့နဲ့လွှတ်ချမိခဲ့ရင်နောက်တစ်ချိန်မှာနောင်တတွေအများကြီးကိုတည်ပို့ထားရတဲ့လူတွေဖြစ်နေကြမှာမို့အချစ်စစ်ဟာဆွေးနွေးမှုဆိုတာထက်ရိုးသားစွာရယူခြင်းဝန်ခံခြင်းမျှဝေခြင်းဆိုတဲ့ခံစားမှုတွေအောက်မှာကိုချစ်ရတဲ့သူတွေကိုမနာကျင်စေဖို့ရိုးသားစွာအကြံပေးခြင်းပါတယ်ခင်ဗျာအပိမှုအတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့ကြပါမယ်